အားလုံးမင်္ဂလာပါဒီလာမယ့်20ရက်နေ့ကျော်ရည်နဲ့ဆော်မဲ့ fighter သူရဲ့ training လေးနည်းနည်းကြည့်မယ်နောက်တော့တစ်ခုကြတော့ကျော်1-2K နဲ့ဆော်မဲ့ fighter နောက်ထပ်တဲ့တစ်ခုကြတော့အာနာပါတယ်ဆိုတော့ကျွန်တော်တို့ညီငယ်လေးစိုးနောင်ဦးကရင်အချစ်ချင်းမလို့ဆော်ထွက်လိုက်တာသူကအာနာနိုင်နဲ့ဆော်တာမိုင်းဆန်နှာခေါင်းရိုးကျိုးပြီးတော့အခုချိန်ထိတော့ဆေးရုံကနေမထွက်ရသေးဘူးခွဲစိတ်ကုသပြုပြင်နေပါတယ်နှာခေါင်းရိုးနောက်ထပ်တဲ့တစ်ခုကြတော့ဒီကျော်ကြီးထိုးမဲ့ပွဲမှာမြန်မာ fighter 2ယောက်ပါတယ်အကောင်လုံး3ယောက်ဒီပွဲစဉ်တွဲဆိုင်ရှေ့မှာပေါ့လေတွဲဆိုင်နှစ်ပတ်ရှေ့မှာမြန်မာအလံနဲ့ fighter တယောက်အဲ့ဒီ fighter ရဲ့ဆေးဘက်ဟိုနေ့မှာထိုင်းနေတယ်ပေါ့ဆေးဘက်ကလပ်မှာထိုင်းနေတယ်ဒါပေမဲ့ तू ကမြန်မာတော့မတက်ဘူးကွာရှမ်းပြောတော့တအားပြည်တယ်သူ့လည်းဝမ်းရအားပေးပါဦးတဲ့သူပြောလာတဲ့တင်းလေးတွေတင်ဆက်ပေးပါမယ်โอเคအခုကြတော့ကျွန်တော်တို့ဒီကျော်ရည်နဲ့ဆော်မဲ့ fighter သူ training လေးနည်းနည်းကြည့်အောင်အဲ့ကျွန်တော်ပြောကျော်ရည်ပွဲကတချို့တလေပြောတော့ပြက်မပြက်ဘူးထင်ပါတယ်ဘာဖြစ်လို့ဆိုတော့ကျော်ကြီးတို့ကျော်စွာဝင်းတို့ပဲချမ်းလဲဘာမှလည်းမလာဘူးလေတကယ်လို့ပွဲပြက်သွားရင်သူတို့ပြောမှာပေါ့โอเคတချို့တွေကပြောတယ် website ဒီလက်မှတ်ရတော့ website မှာဝင်ကြည့်တယ်ကျော်ကြီးမပါဘူးဘာဖြစ်လဲညာဖြစ်လဲဒါတချို့တွေကပြောကျော်ကြီးပွဲပြက်သွားပြီလို့ပြောမပြက်ဘူးပဲစွတောင်းပေးပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျော်ကြီးကဒီကလပ်မှာဖန်တေကလပ်မှာထွေးနေတာ4-5လလောက်ရှိပြီပါဒီတပိုင်းအီယောင်ဝါနဲ့ထိုးရမလို့မထိုးရမလို့နဲ့ဒီဝမ်းမှာအခုတော့သူထိုင်းမှာပထမဦးဆုံးပေါ့နော်ပထမဦးဆုံးပွဲပေါ့ဒီပူလေးကြိတ်ကံပွဲလို့ပဲထင်ပါတယ်โอเคအခုကျော်ကြီးနဲ့ဆော်မဲ့ကောင်ကြီးတစ်ချက်လောက်ကြည့်အောင်ဘယ်လို fighter လဲဆိုတော့သူ train နဲ့သူပွဲတော့နောက်မှကျွန်တော်ရှာပြီးလာပြပေးပါမယ်ကိုသူ train နေတာလေးတစ်ချက်သူ train နေတာလေးတစ်ချက်ကြည့်အောင် Okay let's go မကျော်ကြီးနဲ့ဆော်မဲ့ကောင်တာโอเคကျော်ကြီးနဲ့ဆော်မဲ့ကောင်ကျွန်တော်ကြည့်တာတတောင်ပိုင်းလက်တီးပိုင်းပို့ပြီးတော့ကျွမ်းတဲ့ကောင်ထင်နောက်ဒူးကန်ကျက်တဲ့တိတ်မတွေ့ရဘူးထိုင်းတဲ့ပုံစံရတတောင်လက်တီးထိုးပေါက်နောက်ချုပ်ဒူးကန်ဘက်ပိုင်းနဲ့တိတ်မတွေ့ရဘူးနောက်သူ့ပွဲကျွန်တော်ရှာလာတွေ့ကျွန်တော်လာပြပေးမယ်โอเคဒါရော 1-2K နဲ့โอเคဒီမှာပဲဆက်လက်ကြီးညာပေးပါမယ် 1-2K sorry okay 1-2K နဲ့ဆော်မဲ့ fighter ကြတော့သူတို့ရဲ့မြန်မာ fighter ပဲမြန်မာကရင်ပေါ့နော်လာဝင်းဆိုတာသူကလည်းထိုင်5မှာကျင်လေကျက်စားနေတဲ့ fighter လာဝင်းကလည်းဒီစိတ်ချိုင်နဲ့ထိုးဘူးတယ်သူမွေထိုင်ရဲ့ကဝေကြီးကိုသူထိုးဘူးတယ်ဒါပေမဲ့အချီမပြည့်ဘူးကဝေကြီးတဲထက်လာတာလာဝင်း
လာဝင်လဲပြီးခွေသွားတော့ပဲโอเคအဲသူရဲ့ fighter လာဝင်ပါအတို့ခေရလဲကြော်ကြီးနဲ့တရက်တည်းပါပဲ22ရက်နေ့အရင်တော့ရဲကြီးနောင်နဲ့ဟာကျွန်တော်ထင်တယ်ပွဲပေါက်ကြားသွားလို့လားမသိဘူးဟိုဘဘီရင်မရဲ့ဆုံးကန်သွားဘီရင်မရဲ့နိုင်ရဆောက်တော့နိုင်ရွာဆန်သွားတယ်လို့အကြောင်းပြပြီးတော့ပွဲကိုပတ်လက်လိုက်တာโอเคဒါကတော့ကြော်ကြီးနဲ့ဝန်ထုကေတရက်ထဲမှာဆော်မဲ့ fighter တွေအတုခေရโอเคဒါကြတော့မြန်မာအလန်ချုံပြီးတော့ပြန်မဲဝင်မဲ့ fighter ထိုင်းလားမြန်မာပဲလားမသိဘူးမြန်မာတော့ပြောမတတ်ဘူးထိုင်းပြောတာတော့တအားပြီတယ်ဘာဖြစ်လို့မြန်မာအလန်နဲ့သူကပြန်မဲဝင်မယ်ကျွန်တော်လည်းပြောမတတ်ဘူးအသူပြောမှဒီထိုင်းလည်းကျွန်တော်ဘာသာပြန်မယ်ครับမင်္ဂလာ มีกระบาสำอ้อยน้อย สำออยน้อยตุนนำ วันนี้วันที่12 เส้นนี้นี่ ชกนะครับฝากเป็นกำลังใจให้หน่อยครับชกพร้อมกับ โจซาวี ชกพร้อมกับโจซาวี ปื้อสาโคใช่ไหม ใช่ครับ เป็นมาสาโค นี่ เชียร์ด้วย รายการนี้ครับฝากกระเชียร์กันด้วยนะครับ ที่ลุมพินี เลือกเป็นนี่ล่ะ ฝากกระเชียร์กันด้วยนะครับ ครับ เชียร์กันเยอะๆครับ ครับ พี่น้องชาวมามาด้วยนะครับครับครับ สวัสดีครับ โอเคဒါသူပြောတာ22ရက်နေ့ကျော်စာဝင်းနဲ့တည့်တဲ့ထိုးမယ်တဲ့သူကမြန်မာညီကောင်မလူမတဲ့ဝိုင်းရအပေးပါအောင်တဲ့သူမြန်မာတလုံးမတော့မတက်ဘူးဘယ်လိုပြောမြန်မာအလန်ချုံလဲတော့မသိဘူးမြန်မာအလန်နဲ့ပွဲပြန်ပွဲဝင်လဲကျွန်တော်လည်းနားမလဲโอเคဒါကခုနသူပြောတာကျတော့22ရက်နေ့ကျော်စာဝင်းနဲ့တည့်တဲ့ထိုးမှာပါတဲ့တို့လည်းဝိုင်းရအပေးပါဦးတဲ့မြန်မာပြတ်တတ်တယ်တဲ့โอเคခုနဟိုနေကြတော့ဘာတို့ခေကြတော့ဒီကျွန်တော်မြန်မာ fighter မြန်မာ team fighter လာဝင်းနဲ့22ရက်နေ့ဖတ်ထရမှာစော်ပါဖြစ်ပါတယ်โอเคဒီနောက်ထပ်မြန်မာဒီပြန်ပွဲမှာဒီကျော်စွာပဲထိုးမဲ့ပြန်ပွဲမှာနောက်ထပ် fighter တရားတော့ဆက်လက်ပြီးတော့ကျွန်တော်တင်ဆက်ပေးပါဦးမယ်နောက်အချိန်ရှိတဲ့ခါကျရင်အခုဒီ fighter ခုနပြောတဲ့ fighter ကြတော့သူကမြန်မာလိုလည်းတလုံးမှလည်းမတတ်ဘူးဘယ်လိုဖြစ်တော့မြန်မာကိုစားပြုလည်းကျွန်တော်လည်းနားမလို့နောက်ဆက်လက်ပြီးတော့တင်ဆက်ပေးပါမယ်နောက်တော့တင်တစ်ခုကြတော့မိုင်းဆိုင်ကခုချိန်ထိဆေးရောနဲ့မထွက်သေးပါဘူးနှာခေါင်းရိုးကျိုးသွားတယ်ကရင်အချင်းမို့တဲ့ညာပြီးထိုးရပါတယ်ဆိုတော့စိုးနာဦးကဘယ်လိုစော်ထည့်လိုက်တယ်မသိဘူးတော့ကောက်တော့ထိသွားတယ်ကောက်တော့ခါရိုးကျိုးပြီးတော့ခွဲစိတ်ပြုတ်ပြင်းနေပါတယ်သူပြောတာကြတော့သူခွဲစိတ်ပြုတ်ပြင်းလို့ပြီးသွားရင်သူပြန်လာမယ်တဲ့ဝမ်းမှာမချိုးဝိုင်းမှာသူပြန်လာအောင်မယ်ဖိုက်တာဘွားကိုသူလည်းမစွလို့နိုင်သေးဘူးတဲ့โอเคဆုံးတော့ဘွားပြောမှဆိုရင်ဒါပထမဦးဆုံးမြန်မာဖိုက်တာပဲထိုင်းဖိုက်တာကိုခေါင်းရကျိုးအောင်အဲ့လောက်ထိဒဏ်ရာရအောင်လောက်သွားနေတာသူကြောက်ရှိတယ်ဒါလက်လျှော့ပြီးထိုးလာသူတကယ်ပဲစော်တာလားတော့မသိဘူးချက်ကောင်းမထိသွားတာလားဒါလားတော့မသိဘူးခေါင်းရိုးပါကျိုးသွားတယ်โอเคမိုင်းဆိုင်ကလည်းနှာခေါင်းရိုးကျိုးတာကနေအများဆုံးတက်တာပါစေလို့ကျွန်တော်ကရင်တယောက်အနေနဲ့စတောင်းပေးပါတယ်စိုးနာဦးလဲနောက်ပွဲတွေကြရင်သူ့ဘာသာသူကရင်ဘာကရင်ပဲဖြစ်
ပြန်ပွဲဆိုရင်အတကုံစောပြီးတော့အမလည်းကိုတောင်းပန်လေးပါလေညာလေးဒီကောင်မတော်စိတ်ရင်စိတ်ဓာတ်တွေပြန်ထားဒါပဲအဖိုက်တာဆိုတာ Okay ဒီလောက်ပါပဲဆုံးနေကြည့်ရှုပြတော့တဲ့ကျေးဇူးရတင်ပါတယ် thank you